DNS sharing ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တော့ Windows update မလုပ်ခင်တည်ထားတဲ့အချက်တွေအကြောင်းကိုပြောပြချင်ပါတယ် Windows Update ပြုလုပ်ခြင်းကကွန်ပျူတာရဲ့လုံခြုံရေးနဲ့စွမ်းဆောင်ရည်အတွက်အလွန်အရေးကြီးပေမဲ့တခါတရံ Update လုပ်နေရင် error တက်လာမျိုးမဖြစ်ရအောင်ကြိုတင်ပြင်ဆင်တဲ့အချက်တွေအကြောင်းကိုပြောပြပေးသွားပါမယ် အရေးကြီးတဲ့ file တွေကို backup လုပ်ထားပါဒါဟာအရေးကြီးဆုံးအချက်တွေထဲကတစ်ခုပဲဖြစ်ပါတယ် update လုပ်နေရင်လျှက်စစ်မီးပြတ်တောက်သွားတာဒါမှမဟုတ် system error တစ်ခုခုကြောင့် Windows ပြန်မတက်လာတော့တဲ့အခြေအနေမျိုးဖြစ်တဲ့ရင် file တွေဆုံးရှုံးနိုင်ပါတယ် external drive ဒါမှမဟုတ်မိမိကွန်ပျူတာထဲမှာတီးတန့် partition ပန်းထားတဲ့ D, E, G ဆိုတဲ့ partition တွေမှာမိမိရဲ့ data တွေကို backup လုပ်ထားသင့်ပါတယ် internet line ကောင်းနေပါစေ update file တွေဟာများသောအားဖြင့် file size ကြီးမားတတ်တာကြောင့် Wi-Fi ဒါမှမဟုတ် line ကောင်းတဲ့ internet ကိုအသုံးပြုပါဖုန်း data နဲ့လုပ်မယ်ဆိုရင် data ကုန်သွားပြီး update တဝက်တစ်ပြက်နဲ့ရပ်သွားတတ်ပါတယ် မီးအားတေချပါစေ update လုပ်နေတော့ကွန်ပျူတာဆက်ပိတ်သွားတာဟာ Windows ကိုအကြီးအကျယ်ပျက်စီးစေနိုင်ပါတယ် laptop အသုံးပြုသူတစ်ပါးကအားသွင်းကြိုးကိုတခါလဲတက်ထားဖို့အကြံပြုလိုပါတယ် desktop အသုံးပြုသူတစ်ပါးကမီးခဏခဏပြတ်တတ်လျင် UPS ရှိမှသာလှုပ်ဆောင်သင့်ပါတယ် disk space လုံလောက်မှုရှိမရှိစစ်ဆေးပါ update အသစ်တွေ download လုပ်ပြီး install လုပ်ဖို့အတွက် C partition မှာနေရာလွတ်အနည်းဆုံး 10GB ကနေ 20GB ခန့်အထိရှိနေဖို့လိုအပ်ပါတယ်နေရာမလောက်ရင် update error တက်တတ်ပါတယ်အချိန်ပေးပါ update လုပ်ငန်းစဉ်ဟာ15မိနစ်နိုင်ဝက်ထိကြာမြင့်နိုင်ပါတယ်ကွန်ပျူတာကိုအရေးတကြီးသုံးစရာရှိနေတဲ့အချိန်မှာ update မလုပ်ပါနဲ့မိမိအလုပ်အားတဲ့အချိန်ဒါမှမဟုတ်ညအိတ်ခါနီးမှသာလုပ်ဆောင်ပါခုပြောပြပေးတဲ့အချက်တွေကတော့ Windows Update မလုပ်ခင်တည်ထားတဲ့အချက်တွေပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်